ဒီလက်ကျွန်တော်လမ်းထွက်လျှောက်တာပေါ့နော်အခုကျွန်တော်ထွက်လာတဲ့နေရာကနေပြီးတော့မှဒီစစ်တမ်းချိုင်းရှိဆိုလို့ရှိရင်1800နဲ့1800နဲ့4ခြေလမ်းပေါ့နော်ရှိပါပြီဆိုတော့ဒီကနေပြီးတော့ကျွန်တော်ဘယ်သွားမလဲဆိုလို့ရှိရင်TN fan နားမှာရှိတဲ့တရားလေးတစ်ခုရှိတယ်အဲ့ဒါကျွန်တော်ရဲ့ target ပေါ့နော်အဲ့နားထိကျွန်တော်လမ်းလျှောက်ပါမယ်ဒါစစ်တမ်းချိုင်းပါကျွန်တော်ထောက်ကျန်စစ်တမ်းချိုင်းပေါ့နော်ပိုးကြီးဆန်အကဲလေးတချင်းလာရိုက်တဲ့စစ်တမ်းချိုင်းပေါ့လူဝင်တော့မပေးထားဘူးပေါ့နော်ခုကတော့ကိုဗစ်ခရေကလူဝင်ပိတ်ထားတာအခုတော့လေပြန်ဝင်နေကြတယ်ခိုးဝင်နေကြလာတော့မသိဘူးပေါ့နော်ဒါထောက်ကျန်ကကျွန်တော်တို့ဂျိုးပြူရေးပိုက်ကြီးပေါ့နော်ကလေးလေးပိုက်လုံးကိုလမ်းလျှောက်နေကြတော့တရားဖမ်းမှသွားတာဆိုတော့အခုဒီမှာမြားလေးပြရတယ်ဒီလမ်းလေးတွေကိုဝင်မယ်နော်လှရတာအထဲမှာဝါတယ်ဒါဆိုပါလေစီယုံမိန်လားမသိဘူးတော်တော်လှတော့လိုက်ဆိုတော့တရားဖမ်းကဒီဘက်ထဲကိုကိုရမှာဒီဘက်ထဲကိုကိုရကဲဒီတဲ့လေးဆက်သွားရဲဆိုမှ TN fan ရောက်ပဲပေါ့နော်ကျွန်တော်သွားကျင်တဲ့တရားလေးစီလည်းရောက်ပဲဒီအားလေ TN fan ရဲ့ဒါဟိုဟာ protection လုပ်တဲ့စက်ရုံတွေပေါ့နော်မွေးမြူရေးရုံတွေပေါ့ဒီနားရောက်လာတော့ကျွန်တော်တို့ဒီနွားချီနံလေးလည်းရတယ်ပေါ့နော်ဘယ်လိုရောက်မလဲဆိုတော့လေနွားချီနံလည်းရတဲ့အပြင်မှာအဲ့လိုနွားနို့နံလေးလည်းအဲ့လိုမျိုးရတယ်နွားနို့တွေပါရုံတွေပေါ့နော်ကျွန်တော်ဒီ TN fan သွားမယ်ဆိုတော့လေဒီရှစ်တဲ့ဆက်သွားမှာရှစ်တဲ့ဆက်သွားမှာကျွန်တော်သွားချင်တဲ့ target ကလည်းအဲ့ဒီရှေ့မှာကျွန်တော်သွားချင်တဲ့ဓာလေးကလည်းအဲ့နားမှာပေါ့နော်အဲ့ဒါကျွန်တော်ရဲ့ target ကိုပါအခုအဲ့မြောက်ခင်မှာခြေလမ်းဘယ်လောက်ရှိသွားလဲဆိုတော့ကျွန်တော်တနေ့ကိုခြေလမ်း1000သတ်မှတ်ထားတာဆိုတော့အခုချိန်မှာကျွန်တော်ခြေလမ်းက4658အဲ့နောက်ရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်အသွားတစ်ချောင်းဆိုလို့ရှိရင်9000ကျော်ပေါ့နော်အပြန်9000နဲ့ဆိုတော့ကျွန်တော်ခြေလမ်း1000 target ကတော့ပြည့်နိုင်ပါတယ်ပေါ့ဒါ TN fan ရဲ့ဝင်မြူရေးချမ်းပေါ့နော်ဒီဘက်ချမ်းမှာတော့ဒါလဲကွင်းနေခုကျွန်တော်တို့မျိုးလေးအောက်ထိုးလမ်းလျှောက်တဲ့အချိန်မှာပေါ့နော်လူမျိုး smart နိုင်လေးတွေပတ်ပြီးလမ်းလျှောက်တဲ့အချိန်မှာကိုကဘလောက်กว่าဝေးရောက်သွားတယ်ကိုကဘယ်လမ်းကြောင်းတွေကိုသွားနေတယ်လို့ရှိရင်ကိုကခုချိန်မှာဘလောက်ကယ်လိုရီကျသွားပြီဘလောက်ကယ်လိုရီလောင်ကျွမ်းသွားပြီပေါ့နော်ကိုချိန်လမ်းကဘယ်နှလမ်းဖြစ်ပြီးကိုရဲ့အပြေးနှုန်းကဘလောက်ပေါ့နော်အဲ့လိုမျိုး data လေးတွေကျွန်တော်တို့smart နိုင်လေးတွေပတ်ပြီးတော့လေလမ်းလျှောက်ကြမယ်ပြေးကြမယ်အားကစားလေးတွေလုပ်ကြမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ AFFO eShop ရန်ကုန်0992513935မှာ smart နိုင်တွေအစုံလင်ရှိရเนาะကျွန်တော် smart နိုင်တွေမကဘူး smart နိုင်နဲ့ပတ်သက်တဲ့ accessory တွေအားလုံးရမယ်ကျွန်တော်နိုင်နဲ့ပတ်သက်တဲ့ပစ္စည်းတွေဖြစ်တဲ့နိုင်ကျိုးတွေနိုင်လက်ပတ်ကျိုးအပေါ်မှာလေ design အစုံ type အစုံပြီးလို့ရှိရင်ကျွန်တော်တို့ဒီနိုင် cover တွေနိုင်မှန်ကတ်တွေပြီးလို့ရှိရင်ကျွန်တော်တို့ဒီနိုင်ရဲ့ adapter ပေါ့เนาะကျိုးချင်းတဲ့ adapter မျိုးတွေအဲ့လိုမျိုးအသွင်းကျိုးမျိုးတွေအကုန်ရတယ်ဒီနိုင်တွေမကဘူးပေါ့เนาะကျွန်တော်တို့ဒီအားကစားလုပ်တဲ့အချိန်မှာအားကစားသမားတွေအတွက်အဓိကလိုအပ်တဲ့ sport type မိပေါ်နဲ့ချက်တွေပေါ့နော်အဲ့ဒါတွေလည်းရတယ်မိပေါ်နဲ့ချက်တွေသုံးညအဖြစ်ကျွန်တော်တို့ဘလို့ကြိုးကျေးဇူးတွေရမလဲဆိုတော့ကျွန်တော်တို့တချင်းနှောင်းချင်းကျွန်တော်တချင်းနှောင်းလို့ရမယ်တချင်းနှောင်းနေတဲ့အချိန်မှာဒီလိုနဲ့ချက်တွေဆိုလို့ရှိရင်ကျွန်တော်တို့ဒီပြင်ပအတန်တွေမဝင်တဲ့အခါကျတော့အနောက်မှာကားဟွန်းတီးတာအရေးပေါ် ambulance ကားလာလို့ရှိရင်မတိတာမျိုးတွေပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ဒီအရေးပေါ်ရှင်တန်းတွေပါလာတဲ့အခါကျရင်ကိုမဖယ်ပေးမိလို့ပြဿနာတက်နိုင်တာမျိုးတွေပေါ့နော်ကင်းဝေးသွားမယ်ပေါ့နော် तू ကနှစ်ချက်က तू ကအပြင်အတန်တွေပါကြားရမယ်ဆိုတဲ့အတွက်ကြောင့်မလို့ तू ကကျွန်တော်တို့ဒီကားလမ်းပေါ်မှာသွားနေတဲ့လမ်းတွေပေါ်မှာသွားနေတဲ့အားကစားလိုက်စားတဲ့လူတွေအတွက်တင့်တော်တယ်ပေါ့နော်ကျွန်တော်တချင်းလဲကြားရမယ်ပြင်ပတန်လဲကြားရမယ်အဲ့ခါကျတော့ကိုယ်အနေနဲ့အနေရရှိရင်လဲကျွန်တော်ရှောင်ရှားလို့ရတယ်ပြီးတော့ရှိလို့ရှင်ချင်းအနေရကင်းဝေးမယ်ပေါ့နော်လမ်းမှာလဲ safe ဖြစ်မယ်ပေါ့ဆိုတော့အဲ့လို clip ပေါ်နဲ့ချက်လေးလဲကျွန်တော် AFFO eShop မှာ Amazfit app ဆိုပြီးတော့အဲ့လိုမျိုးတကယ် brand ရှိတဲ့ကောင်တွေပေါ့နော်အဲ့လိုနဲ့ချက်တွေလဲကျွန်တော်တို့မှာရတယ်နော်
ဒီ TFN လေးကလေလုံးဝတတရလေးပဲဘေးတစ်ဖက်တစ်ချက်မှာဆိုလဲလူမျိုးမြက်ခင်းနေပေါ့နော်ရှိတယ်ဒါဆိုလို့ရှိရင်အရင်တော့ဒါယာလောက်ခဲ့တဲ့နေရာတွေပေါ့ယာတွေဘာတွေမလောက်တော့တဲ့အခါကျတော့ဒီမှာဆိုလို့ရှိရင်မြက်ရိုင်းတွေပေါက်နေတာပေါ့နော်ဒီဘက်ချမ်းတော့ဒါ TFN ရဲ့ဝင်းလေးပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာစင်းစင်းဆူဆူလေးနဲ့ဒါဆိုလို့ရှိရင်ဒီမှာမြက်ခင်းပေါ်မှာရှောင်းလန်းလေးလုပ်ပေးထားရပေါ့နော်ဒီမျိုးလေးတွေရှောက်သွားလို့ရတယ်ပြီးတဲ့အခါကျလို့ရှိရင်ဟိုးနားမှာလေကျွန်တော်လေရဟတ်လေးတွေလည်းရှိတယ်လုပ်ပေးထားတာပေါ့နော်ဟိုပညာဖုံးပြေးတို့တချင်းထဲမှာလေဟိုဒီတိုက်ထားတဲ့လေရဟတ်လေးအဲ့မှာပေါ့နော်ပြီးလို့ရှိရင်အဲ့အရှိမှရှိတဲ့အဲ့ TFN အဆောက်အဦထဲမှာဆိုရှင်ကျွန်တော်တို့ဟိုကိုစားတော့ချင်တဲ့စားတော့တွေလည်းရောင်းပေးတယ်ပြီးလို့ရှိရင် restaurant လည်းရှိတယ်ပြီးတဲ့အခါကျလို့ရှိရင်ရှေးဟောင်းပစ္စည်းတွေစုံနေအောင်ပြထားပေးတယ်လုံးဝရှေးဟောင်းပစ္စည်းတွေစိတ်ဝင်စားရဲဆိုလို့ရှိရင်တွားကြည့်တင်တယ်ပေါ့နော်ဆိုင်ထဲမှာရှိတဲ့ decoration မှာအစားရှေးဟောင်းပစ္စည်းတွေကိုခင်းချင်းထားပေးတာပေါ့နော်အထက်မှာလည်းရှေးဟောင်းပစ္စည်းတွေကိုပြထားပေးတဲ့အခန်းတွေလည်းရှိတယ်ဆိုတော့တွားကြည့်တင်တယ်ရှေးဟောင်းပစ္စည်းစိတ်ဝင်စားရဲလူတွေအတွက်လေပြီးလို့ရှိရင် retro vibe လေးပေါ့နော် retro vibe လေးတွေရိုက်ချင်တဲ့လူတွေဆိုလို့ရှိရင်အထက်မှာဝင်ကြီးပေးပြီးတော့ရိုက်လို့ရတယ်ပေါ့နော်ဆိုတော့တော်တော်မိုက်တယ်ပေါ့နော်အခုတစ်ခေါက်ကကျွန်တော်လေဒီဘက်ကိုလမ်းလျှောက်ပေမဲ့ဒီ TN fan ကိုရောက်နေပေမဲ့လေကျွန်တော် TN fan နဲ့တော့ကျွန်တော်ဝင်မှာတော့မဟုတ်ဘူးပေါ့နော်ရောက်တော့အမှန်တော့သွားဝင်ကြည့်တင်တယ်ဒါပေမဲ့ကျွန်တော်ကမဝင်ရဲဘူးဆိုတာဘာလဲဆိုတော့ကျွန်တော်မှဟိုဒီရှေးဟောင်းပစ္စည်းတွေနဲ့ပတ်သက်လို့ရှိလို့ရှင်ဖြစ်ခဲ့ဘူးတဲ့အတွေ့အကြုံတွေရှိရပေါ့နော်ကျွန်တော်ဒီအမျိုးသားကြားတိုက်ကိုကျွန်တော်သွားလဲတော့လေကျွန်တော်3-4ခါလောက်ကျွန်တော်ကရှေးဟောင်းပစ္စည်းတွေပါကျွန်တော်စိတ်ဝင်စားတဲ့ခါကျတော့လေ sorry 3-4ခါလောက်ကိုကျွန်တော်သွားလဲဘူးတဲ့အမျိုးသားကြားတိုက်ကိုတယောက်တည်းပေါ့နော်ပစ္စည်းတွေသွားကြည့်တာဘာမှမဟုတ်ဘူးအဲ့ရှေးဟောင်းပစ္စည်းတွေမြင်နေရလို့ရှိလို့ရှင်စိတ်ထဲမှာကိုလေအဲ့လိုမျိုးဒီပစ္စည်းအကြောင်းကိုကွာအဲ့လိုလေ့လာခြင်းနေတာဒီပစ္စည်းအကြောင်းကိုသိခြင်းနေတာပေါ့နော်အဲ့လိုမျိုးစိတ်မျိုးလေးတွေရှိတယ်ဆိုတော့အဲ့မျိုးသားပြလိုက်ကိုသွားကြည့်တော့ကလည်းလေတစ်ခေါက်သွားတစ်ခါဖျားနှစ်ခေါက်သွားနှစ်ခါဖျားအထဲမှာလည်းဖျားတာပေါ့အဖျားကြီးတက်လာတာပေါ့နော်အဲ့ခါကျတော့ဟိုဘာဖြစ်လို့လဲမသိဘူးကွာမျိုးသားပြလိုက်ထဲမှာအဲ့လိုပဲလိုက်ကြည့်ရင်လည်းမဖျားသွားတာသွားတဲ့အခေါက်တိုင်းဖျားတယ်မဖျားတဲ့ခေါက်ဆိုတာမရှိဘူးပေါ့ဒါကျွန်တော်နဲ့ပတ်သက်ပြီးတော့လေကျွန်တော်နဲ့အတူတူသွားဘူးတဲ့လူတွေဆိုလို့ရှိရင်လည်းသိတယ်ပေါ့နော်ဆိုတော့အခုလည်းကျွန်တော်ဒီ TN fan တွေကိုရှစ်တစ်ခေါက်မှကျွန်တော်သွားဘူးတယ်သွားတဲ့ခါမှာဘာဖြစ်လဲဆိုတော့သွားတော့ကကျွန်တော်ဒီအကောင့်ကျမ်းမာရေးအကောင့်ဒါပေမဲ့အထဲရောက်ပြီးသူတို့မှပြထားတဲ့ဒီရှေးဟောင်းပစ္စည်းတွေကိုကိုကလေလိုက်ပြီးကြည့်ပြီးလေ့လာပြီးဆိုလို့ရှိရင်ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်ရုပ်ရက်ကိုခွေကြသွားတာကြပြီးတော့ကျွန်တော်အဲ့မှာလေအဖျားမတက်ပဲနဲ့ပြောဆိုမူးလာတာပေါ့တခါမှဘဝမှာလေအဲ့လိုမဖြစ်ဘူးအန်ကျင်တာလည်းမဟုတ်ဘူးအဲ့လိုမျိုးလုံးဝလူကအားနေသွားပြီးတော့အဲ့နားမှာပဲလုံးဝလေမျက်စိတောင်မဖွင့်နိုင်တော့ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်သွားတာပေါ့ဖြစ်သွားတဲ့အခါကျတော့ဘေးအဲ့တုန်းကဆိုလို့ရှိရင်စက်မကြည့်တော့ဘဲနဲ့ဒီဘေးမှာရှိတဲ့ခုံတစ်ခုံမှာနားပြီးတော့အဲ့အခန်းကနေလွင့်လာတဲ့အဲကွန်ကိုပဲခံပြီးတော့လေခဏလေးနေရတယ်တက်တာအောင်နေရတယ်တက်တာတဲ့အချိန်မှာပြန်ထွက်ပြီးတော့ကယ်ရီငှားပြီးတော့လမ်းကြမှာပြန်ကောင်းသွားတာပေါ့နော်အဲ့လိုမျိုးဆိုတော့ရှေးဟောင်းပစ္စည်းနဲ့ပတ်သက်လို့ရှိရင်အဲ့လိုမျိုး sense မျိုးတွေအဲ့လိုမျိုးခံစားချက်မျိုးတွေကျွန်တော်မှရှိတယ်ဖြစ်တတ်တယ်ပေါ့နော်ဘလို့ပတ်သက်ဆက်နွယ်နေတော့ကျွန်တော်မသိဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်ကခုတစ်ခေါက်မှာတော့အဖော်ပိုင်းအတွက်ကြောင့်မလို့ကျွန်တော်မမဝင်ဘူးပေါ့နော်ဒီထဲကိုကျွန်တော်မဝင်တော့နောက်တစ်ခေါက်အဖော်ပါတော့မှပဲကျွန်တော်ဒီထဲကိုဝင်ပြီးတော့ထပ်ဝင်ကြည့်မယ်ပေါ့နော်ကျွန်တော်တကယ်ပဲအဲ့လိုမျိုးဖြစ်နေတာလားဒီပေါ့ကိုပဲအဲ့တုန်းကတိုက်ဆိုင်ပြီးတော့ကျမ်းမာရေးမကောင်းပဲဖြစ်သွားတာလားဒါမှမဟုတ်ရှင်ဒီရှေးဟောင်းပစ္စည်းနဲ့ပတ်သက်ပြီးတော့ပဲအဲ့လိုမျိုးကျွန်တော်မှပတ်သက်ဆက်နွယ်မှုရှိနေရလားဆိုတာကျွန်တော်နောက်တစ်ခေါက်ထပ်ဆန်းဖို့တော့ကျွန်တော်ရှိတယ်ပေါ့နော်လောဆယ်ကတော့ကျွန်တော်တယောက်တည်းဆိုတော့ကျွန်တော်မသွားတော့ဘူးမဝင်တော့ဘူးပေါ့နော်အမှန်တော့ဝင်ချင်နေတယ်ပေါ့နော်အထက်မှာအေးဆေးကော်ဖီလေးပါလေးတောက်ပြီးကျွန်တော်ပြန်ချင်တာဒါပေမဲ့ကျွန်တော်နည်းနည်းစိုးရိမ်နေတယ်အဲကြောင့်မို့ကျွန်တော်မဝင်တော့ဘူးပေါ့နော်ဒါ TN fan ပေါ့နော် TN fan ရောက်ပါပြီတော့သွားမယ်တရားလေးကအခုအရှိမတရားလေးအဲ့ဒါကျွန်တော်ရဲ့တက်ကတ်ပါဘာညာမဟုတ်ဘူးဟိုပါအဲ့တရားလေးထိကိုကိုကချိန်တာတော့ကိုတက်ခက်နဲ့ကကွက်တူရပေါ့နော်ဘာလောက်နဲ့130ဆိုတော့အပြန်ဆိုရင်1000ပြည့်ပေါ့အဲ့လိုမျိုးတွက်ပြီးတော့လာပေါ့နော်ဒီချောင်းလေးနဲ့ဒီတရားလေးနဲ့လှောက်လာဆိုလည်းမဟုတ်မလှောက်လာဆိုလည်းမဟုတ်တက်ကိုတက်ကတ်ထားပြီးတော့လာဟုတ်ပြီတရားနဲ့မရပါတခွန်နိုင်တရားတဲ့တရားလေးပေါ့နော်ငါးပြားနဲ့လူတွေရှိငါးပြားနေတဲ့ကိုတွေရှိဆက်စုကြုံတဲ့သေးဘူးရဒါဒီတရားရဲ့ view လေးပေါ့ကျွန်တော်မနေ့ကသွားတဲ့ဟိုချောင်းလေးနဲ့တစ်ဆက်ထဲပဲရ
ကဲဒါကျွန်တော်သွားခြင်းနဲ့တက်ကတ်ပါပဲဒီနေ့အတွက်တက်ကတ်ပါပဲကျွန်တော်တက်ကတ်ကိုရောက်ပါပြီတကွန်နိုင်တရားပေါ့နော်ထောက်ချန့် TN ဖန်နာကတကွန်နိုင်တရားပါโอเคလူသားတရားလေးနဲ့ဒီမှာချောင်းလေးပါလေရှိရေစီးလေးကတော့ကောင်းတယ်ဒီမှာပေးသားလေးပါဆိုမျောနေခြေလန်းကကျွန်တော်က9164အပြန်ဆိုရင်1000ကွက်တီပဲကျွန်တော်တက်ကတ်နဲ့ကွက်တီပဲငါးတွေတော့တော်တော်ရှိတယ်တွိုင်းလိုင်းနဲ့တော့မှပွက်နေအောင်TN ဖိုင်းရဲ့ဝင်ပေါ့နော်ကျွန်တော် TN ဖိုင်းနဲ့တော့ကျွန်တော်ဒီနေ့မဝင်တော့ဘူးကျွန်တော်အဖော်မပါလို့ဆောင်းနာတော့ရှင်းပြသလိုပဲကျွန်တော်ဘေးနားမှာတရားအဖော်ပါမှကျွန်တော်ဝင်မယ်ပေါ့နော်ဝင်ကြီးကတော့တယောက်3000ပဲလို့ပြောတယ်ကျွန်တော်အဲ့ဟိုတစ်ခါလာတော့ကဒီရှေ့မှာရှိတဲ့အဲ့ကုတ်ပစ်လေးလေအရေစနာကုတ်ပစ်လေးမှာထိုင်တာမိုက်တယ်ညနေပိုင်းလေးဆိုတော်တော်မိုက်တယ်ပိတ်ရက်တွေဆိုလို့ကျွန်တော်အများကြီးပဲလာရဲလူတွေလေအဲ့လိုမျိုးရန်နီးရက်ဝေးရအကုန်လာကြတာပေါ့နော်ဆိုပြီးတော့မှချောင်းလေးလည်းရှိတော့တာရတယ်ဗျာသီလားချောင်းလေးရှိတော့တရလေးပဲဒီမှာ AC လေးထိုင်ပြီးတော့နားလို့ရတယ်သူတို့ရောင်းတဲ့နှုတ်ထွက်ပစ္စည်းတွေနှုတ်နဲ့ပတ်သက်တဲ့ပစ္စည်းတွေလည်းစားလို့ရတယ်ကျွန်တော်တို့ restaurant လေးရှိရပေါ့နော်ဆိုတော့စိတ်လိုက် coffee အေးမုတ်အကုန်စားလို့ရတယ်အဲမှာကျွန်တော်ဓာတ်ပုံတွေပါရချင်တဲ့လူတွေအတွက်ဆိုလို့ရှင်လည်းအဲမှာပေါ့နော်ကျွန်တော်တို့ retro vibe တွေပါလိုချင်တယ်ဆိုလို့ရှင်ရှေးအောင်ပစ္စည်းလေးတွေသူတို့ထားပေးထားတယ်ရှေးအောင်ပစ္စည်းတွေမှာအများကြီးပဲကျွန်တော်တို့အဲမှာစောက်ဆိုင်ဖွင့်ထားတဲ့ဒီဆိုင်ထဲမှာတော့မှာပဲဒီကျွန်တော်တို့ဟိုဘုံသီးတို့ပါတော့အဲ့လိုမျိုးလေးပြီးလို့ရှိရင်ဟိုမီးအိမ်တွေပါလေဆိုလဲအများကြီးပဲအဲ့လိုရှေးအောင်ပစ္စည်းနဲ့ပတ်သက်ပြီးတော့တကယ်ကို retro vibe ပေါ့နော်လုံးဝရတယ်ဒီမှာလာရိုက်လို့ရတယ်ပြီးလို့ရှိရင်ဒီလေရဟတ်တွေရှောက်လန်းတွေအဲ့လိုမျိုးဒီမြက်ခင်းပေါ်မှာရှောက်တဲ့ရှောက်လန်းတွေအားလုံးလုပ်ပေးထားတယ်ပေါ့နော်လေရတာတော့တော်တော်တန်တယ်သူတို့ကထွက်တဲ့သူတို့ရဲ့ fan ကနေပြီးတော့ထွက်တဲ့ note ထွက်ပစ္စည်းဒီပစ္စည်းတွေလည်းဝယ်လို့ရတယ်လက်ဆောင်ဝယ်လို့ရတယ်တခါထိုင်နေစားလို့ရတယ်မိုက်တယ်ပေါ့နော်ရေကမ်းမုတ်ကစားသူတို့ရဲ့ note ထွက်ပစ္စည်းနဲ့လုပ်ထားတာဆိုတော့ကျွန်တော်ကတော့ကြိုက်တယ်ဒါပေမဲ့ကျွန်တော်မလာဘူးဆိုတာလောဆယ်ကျွန်တော်မဝင်သေးဘူးဆိုတာဘာလို့လဲဆိုတော့ကျွန်တော်လောဆယ်အဖော်မပါသေးလို့ဆောင်းတော့ရှင်းပြတဲ့အတိုင်းပဲကျွန်တော်နဲ့ပတ်သက်တဲ့ကိစ္စတစ်ခုမှဒီဘေးမှာအဖော်တယောက်ပါမှကျွန်တော်ဒီပြန်ဝင်ကြည့်မယ်အဆင်ပြေမှကျွန်တော်နောက်ဆိုတယောက်တည်းဝင်လဲဝင်မယ်ပေါ့နော်အဲ့လိုရှေးအောင်ပစ္စည်းတွေနဲ့ပတ်သက်တဲ့ကျွန်တော်ဟိုစက်နွယ်မှုတစ်ခုကကျွန်တော်မှရှိနေတော့ကျွန်တော်တယောက်တည်းကိုကျွန်တော်စိတ်မဖြစ်ဘူးလို့ထင်လို့မဝင်တာပေါ့နော်ဟိုဟာတခြားလူတွေကတော့အားလုံးအဆင်ပြေပါတယ်ကျွန်တော်ကအဲ့လိုရှေးအောင်ပစ္စည်းတွေနဲ့ပတ်သက်တဲ့ဆိုလို့ရှိရင်ကျွန်တော်ကအဲ့လိုမျိုးကျမကြီးထိတဲ့ကိစ္စလေးတွေရှိလို့ကျွန်တော်မဝင်တာပါသူတို့နဲ့တော့ဘာမှမဆိုင်ဘူးပေါ့နော်ဘာမှမဆိုင်ဟိုရှေးအောင်ပစ္စည်းကွာဒနာဘာလို့ဆိုလို့ရှိရင်လာကြည့်ကြတာအများကြီးပဲကိုယ်နဲ့ပဲပတ်သက်တာပေါ့နော်ကိုယ့်ရဲ့အားနဲ့ချက်ပါမူလေးရတော့ကြာလာကြီးတာမိုက်တယ်ဒီတရားလေးကလေကျွန်တော်ကတိုးမယ်ထင်တာသိလားအရှည်ကြီးပဲတရားကအရှည်ကြီးပဲကဲအဲ့ဆိုကျွန်တော်ပြန်လာအောင်မယ်ပေါ့နော်ကျွန်တော်အပြန်လာအောင်မယ်ကျွန်တော်ငါးစာလဲဝင်ဝယ်ရအောင်မယ်အလှမွေးငါးလေးတွေဝေးထားလို့ပါသူ့အတွက်ကိုငါးစာလေးတွေခုချိန်မှာရှားနေတော့ဝင်ဝယ်ပြားလေးရှိတယ်ပေါ့နော်အဲ့တော့ပြန်လိုက်ပါအောင်မယ်ကျွန်တော်နှစ်ခါကြာလို့ရှိလို့ရှင်လည်းဘယ်နေရာထပ်သွားရအောင်မလဲဆိုတော့ကျွန်တော်မြေပုံထဲမှာကျွန်တော်တစ်ချက်ထပ်ပြီးမှွေလိုက်ပါအောင်မယ်ဆိုတော့စိတ်ဝင်စားပြီးကြည့်ပေးကြတဲ့တကယ်ချင်းတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်